အားလုံးပဲမင်္ဂလာပါဗျာဇလန်းလေးရဲ့အစမှာတော့ကြောင်မျိုးသားမင်းဟာမြို့တစ်မြို့ကိုဖျက်ဆီးပစ်ဖို့သူ့ရဲ့တပည့်ကိုပြောပြနေတယ်ထို့နောက်သူ့ရဲ့ကြောက်စိမ့်အင်သားကြီးကိုဂူညူဆိုတာကြည့်ရှုနေတယ်သူတို့ဖျက်ဆီးကျင်နေတဲ့မြို့ကမာဂရက်မြို့တယ်မာဂရက်မြို့မှာအုတ်ချုပ်သူဆာမူရိုင်းရှိတယ်ထိုမြို့ကိုမြောင်နင်ဂျာတွေလာရောက်တိုက်ခိုက်တဲ့အခါသူတို့ရဲ့တရေကောင်းဆာမူရိုင်းကတရေကောင်းဆန်စွာအရင်ထွက်ပြေးခဲ့တယ်ဒါကြောင့်ရွှာပါများညင်ပန်းနှိပ်စက်ထင်ရတယ်တနေ့တော့မျိုးသားမင်းကမာဂရက်မျိုးကိုခညံ့ညံ့ဆာမူရိုင်းကရောက်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ထိုဆာမူရိုင်းကလူမျိုးတူမဟုတ်ပဲခွေးဖြစ်နေတယ်။ထိုခွေးဆာမူရိုင်းကသူတို့ရွာကိုကာကွယ်ဖို့သွားတဲ့အခါရွာသားများကဝမ်းပန်းတသက်အကျိုးဆိုကြတယ်။ဒါပေမဲ့သူတို့နဲ့လူမျိုးခြားခွေးဆိုတာတော့သူတို့မသိဘူး။ဒါကြောင့်တရွာလုံးကအစိတ်ပြတ်စွာဖြစ်သွားကြတယ်။ခွေးဆာမူရိုင်းလွယ်တရေကောင်းထစ်ချင်လို့သူ့အခန်းထဲတူတူနေတဲ့အယက်သမားကြီးကိုဆရာတင်ခဲ့တယ်။သူမသိခဲ့တာကသူအယက်သမားကြီးကတချိန်ကအယံကျန်းခဲ့တဲ့ဆာမူရိုင်းတယောက်ပဲထို့နောက်သူတို့သဘောတူစာချုပ်ချုပ်ပြီးခွေးကိုဆာမူရိုင်းတယောက်ဖြစ်အောင်တင် जा ပေးခဲ့တယ်ထို့နောက်သူတို့ရွာကိုဖျက်ဆီးဖို့မျိုးစားမင်းကစူမိုဆိုတဲ့ကြောင်တကောင်ကိုတွားရောက်ဖျက်ဆီးစေခဲ့တယ်ဒါပေမဲ့အစီယာရဲ့ကျေးဇူးကြောင့်ခွေးဆာမူရိုင်းကကံကောင်းစွာအနိုင်ယူခဲ့ပြီးတရွာလုံးရဲ့လေးစားခြင်းကိုရခဲ့လေဒါကြောင့်ကိုအထင်ကြီးနေတဲ့ခွေးဆာမူရိုင်းကိုအောက်ခြေလွတ်သွားတယ်မြို့ကိုဖျက်ဆီးခြင်းနေတဲ့မျိုးစားမင်းကခွေးဆာမူရိုင်းကိုရွှာထဲမှာမရှိစေခြင်းသို့ကျဲစင်တို့လက်မင်တို့ရှိရဲ့ KTV ကိုခေါ်ပြီးပျော်စေခဲ့တယ်။သူကလည်းအပျော်တဲ့ကျူးပြီးမာဂရက်မြို့ကိုမိတ်နေခဲ့တယ်။သူပြန်ရောက်တဲ့အခါတရွှာလုံးပြကြနေတယ်။သူစီယာကလည်းသူကိုငပေါ်လို့ပြောပြီးထွက်သွားခဲ့တယ်။ထို့နောက်သူတယောက်တည်းအထီးကျန်းစွာဖျက်ခဲ့တယ်။နောက်သူတီးလိုက်ရတာကဒါးတယ်အကြံကမျိုးစားမင်းဆိုတာတီးတဲ့နောက်သူနဲ့သူစီယာအယက်သမားတိုက်ခိုက်ဖို့သွားတယ်။တိုက်ခိုက်လို့အောင်မြင်သောအခါမျိုးစားမင်းကဒေါသထွက်ပြီးမာဂရက်မြို့ကိုဖျက်ဆီးဖို့စစ်အင်အားများစွာပို့ခဲ့တယ်။ဒါပေမဲ့ခွေးဆာမူတိုင်းကညံကောင်းလွတ်လွတ်သူတို့ထောင်ချောက်ထိုင်းမှမိခဲ့တယ်။စစ်တပ်ကိုချေမှုန်းပြီးရဲ့နောက်ဆာမူရိုင်းကမျိုးစားမင်းတဲ့ဘိုင်ဝမ်ဖီရှင်ခဲ့တယ်။ထို့နောက်အကြီးအကဲနှခမ်းမွေးကအဖြစ်ကိုသိရှိတဲ့အခါမျိုးစားမင်းကလောက်ချမှန်းသိခဲ့တယ်။ဒါကြောင့်မျိုးစားမင်းလက်ထွက်ပြေးရင်ဇလန်ကပြီးဆုံးခဲ့တယ်။